ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ဒုက္ခနဲ့ဝေယာစီဆီယမလွန်ပခါရဲ့ကိုမေတ္တာပို့ပါတဲ့စာမျက်နှာ132ဟုတ်ပြီမိမိကိုမေတ္တာပို့ပါတဲ့ဖျားရှိခိုးတရားထိုင်ပြီးတိုင်းကျမအမြဲတမ်းလုပ်လေရှိတာကမြတ်စွာဘုရားရှင်နဲ့တမန်ဒေဝနတ်ကောင်းနတ်မြတ်သူတော်ကောင်းအပေါင်းတို့ဤမေတ္တာကိုခံယူလိုက်ပါတယ်မေတ္တာတတွေတကူလုံးပြန်နဲ့လွှမ်းခြုံစိတ်ဝင်လာချိန်မှာမိမိကိုအရင်ဆုံးမေတ္တာပို့ပေးပါတယ်ကိုကျမ်းမှာပြောရှင်စိတ်ချမ်းသာဖို့ကိုအရင်မေတ္တာပို့ရပါတယ်ဘုရားရှိခိုးတရားထိုင်ပြီးအချိန်မှာဘာဖြစ်ပါစေညာဖြစ်ပါစေဆုတောင်းတာကလူချင်းမျှော်ကိုမှုပါဝင်ပါတယ်မေတ္တာပို့တာကကိုယ်စိတ်ကိုပြန်ပြီးစိတ်ကောင်းစေတနာလေးနဲ့မေတ္တာပို့ပေးခြင်းမို့လူချင်းလောဘကင်းစင်ပါတယ်ကိုကလေးနားလေးစီးနေတယ်အတန်လေးနည်းနည်းနားနေတယ်ပေါ့နော်ဒါပေမဲ့ဒီစားလေးဖတ်ပြခြင်းလို့ပေါ့နည်းနည်းလေးတော့တီးခံပြီးတော့နားထောင်ပေးကြပါလို့ကျမတို့ဟာသူတစ်ပါးအတွက်သာအာယုံဆိုင်နေပြီးကိုဂရုစိုက်ဖို့မေတ္တာထားဖို့မီလီယံနေတတ်ပြန်ပါတယ်ကျမတို့ဟာမေတ္တာနဲ့ထိုက်တန်ပါတယ်ကိုစိတ်ချမ်းသာချမ်းသာဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာဆူတောင်းတာမျိုးတဲ့ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလေးတွေကိုအာယုံဆိုင်ပြီးဒီလိုကုသိုလ်ကောင်းမှုလေးတွေပြုထားတဲ့ကိုမေတ္တာစိတ်ကလေးထားပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါစေလို့မေတ္တာပေးပို့တာကပိုပြီးလေးနက်မှုရှိပါတယ်လိုချင်တောင်းတအားတဲ့စိတ်ကင်းပြီးမေတ္တာစိတ်ကလေးကိုပုံမိုးရှင်သန်စေပါတယ်ကိုမှမေတ္တာစိတ်ကလေးပြေဝနေမှသူများကိုမေတ္တာမျှဝေနိုင်မှာဖြစ်ပါတယ်ကိုမေတ္တာပို့ပေးပြီးမှအခြားသူတွေကိုမေတ္တာအရင်ခံကြည်လင်နေတဲ့စိတ်လေးနဲ့မေတ္တာပို့ပေးတဲ့အခါမေတ္တာဓာတ်ဟာပို့ပြီးထရောက်စေပါတယ်မေတ္တာစိတ်နဲ့ကြည်လင်အေးချမ်းနေတဲ့စိတ်ဟာဒုက္ခကင်းတဲ့စိတ်ပါပဲကိုမေတ္တာရှိနေတဲ့အခါကိုစိတ်ချမ်းသာဖို့ဘဝဒုက္ခကင်းနဲ့နေနိုင်ဖို့ကိုအထီးကအထားတက်လာပါတယ်ကိုစိတ်ဆင်းရဲစေမဲ့သူပူလောင်စေမဲ့အတွေ့တွေအလုပ်တွေကိုရှောင်တတ်လာပါတယ်ရှောင်လိုက်ပါကိုပူပြီးဒုက္ခဖြစ်စေမဲ့အရာတွေကကိုနဲ့မှမထိုက်တန်ပဲကိုစိတ်ချမ်းသာစေခြင်းနဲ့ဆိုရင်စိတ်ချမ်းသာစေခြင်းမဲ့အတွေးလေးတွေတွေးပါခေါင်းတဲ့အရာလေးတွေအတွေးထဲမှာထည့်ပြီးပါခေါင်းတဲ့စကားချစ်ခင်ချိုးသားတဲ့စကားနာမောနေချစ်ခင်ချိုးသားတဲ့စကားလေးတွေပဲပြောကြည့်ပါမကောင်းတဲ့အတွေးတွေကိုပူလောင်ဆင်းရဲစေတဲ့ဒေါသတွေမာနတွေမနာလိုဝင်တိုးခြင်းတွေအဲ့ဒီအရာတွေဟာကိုနဲ့မထိုက်တန်ဘူးလို့သတ်မှတ်ပြီးအပြီးဆိုလို့ကြည်လိုက်ပါတကယ်ပဲပို့ပါပျော်ရွှင်လာပါလိမ့်မယ်မေတ္တာစိတ်အကောင်းမြင်အကောင်းတွေအကောင်းပြောအကောင်းလုပ်တဲ့အလေးအကျင့်လေးဟာကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်ကလူတွေစီအထိကူးဆက်ပြန်လှန်နိုင်စွမ်းရှိပါတယ်ကိုကပြုံးလေးနေပြီးချူတတပြောတော့ကိုနဲ့ဘေးကမိသားစုဝင်နေတဲ့ပြုံးရွှင်ချိုးတောင်မှုတွေကူးဆက်စေပါတယ်ကိုပြုံးနေရင်သူတို့လည်းမမဲနိုင်တော့ပါဘူးကိုကတိမ်မွေ့လေးပြောတော့သူတို့ဘက်ကလည်းအလိုလိုနူးညံ့ပြောင်းလာတာပါဒါဟာမိသားစုဝင်အတွင်းမှာဒါမကပဲအလုတ်ခွင်
ငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဒီအတိုင်းလေးမေတ္တာစိတ်ရင်းလေးနဲ့အကောင်းမြင်အကောင်းပြောတာတွေနဲ့လုပ်ကြည့်ပါကိုနဲ့ထိတွေ့ပတ်သက်ရသူတိုင်းဟာကိုကိုချစ်ခင်မေတ္တာရှိလာတာကိုလက်တွေ့ကြုံရပါလိမ့်မယ်လူတယောက်အနာရောက်တော့တဲ့အခါမှာသူ့ခန္ဓာကိုစီကတုံခါမှုလိုင်းကလေးတွေကိုခံစားမိပါလိမ့်မယ်မေတ္တာစိတ်ဟာအကောင်းမြင်စိတ်ရှိတဲ့သူပျော်ရွှင်နေတဲ့သူအနာရောက်တဲ့အခါမှာနှွေးထွေးပြီးတန်လိုက်လန်းလို့ဆွေးငင်မှုရှိတဲ့နေရထိုင်ရတာတက်တောင်တက်တာဖြစ်စေတဲ့လိုင်းကလေးတွေကိုခံစားရတတ်ပါတယ်ရေတကုန်းတစ်ခုအနာတို့ရောက်သွားတယ်လို့မျိုးအေးမြလန်းဆန်းမှုကိုပေးစားနိုင်ရှိပါတယ်အချို့ကမမာနာကြီးလုံးသူဒေါသခတ်ထန်သူပြောရဆိုရလက်ပေါက်ကပ်ပြီးဆက်ဆက်ထိမခံဖြစ်လုံးသူအစိုးမြင်လုံးသူတယောက်နဲ့ရင်ဆိုင်စကားပြောတဲ့အခါမျိုးမှာသူစီကထွက်နေတဲ့အပူလိုင်းတွေဟာကိုရိုက်ခတ်ပြီးအပူဟတ်စေပါတယ်ချက်ချင်းတင်းမှမူးကြမှုတွေနဲ့ပူလောင်ကုန်ပါတယ်စကားပြောရတာလည်းအစင်မပြေညီလိုင်းလို့ကလည်းမေရသူ့လိုလူမျိုးဆိုအစင်ဝေးကသာရှောင်ရှားရှင်လာပါတယ်ကိုဟာဒီလိုအပူလိုင်းတွေနဲ့မထိုက်တန်ပါဘူးဒါကြောင့်ကိုတခြားလူတွေစီကနေအပူအဟတ်မခံပါနဲ့ကိုရိုင်းစီကနေလေအပူလိုင်းတွေမလို့ထုံးမိစေပါနဲ့အေးမြတဲ့မေတ္တာလိုင်းတွေနဲ့ဒါမိမိကိုလွှမ်းခြုံပေးပါဒါတော့မိကိုမေတ္တာပို့ပေးပါပေါ့နော်ကျမတို့မနေ့မိုးတော့အလင်းရောက်တဲ့အချိန်မှာကျမတို့ကမျက်နှာတက်တယ်ပေါ့နော်အရာထားမျက်နှာတက်တဲ့အချိန်မှာအဲ့ဒီမှာအဓိကစိတ်ကပေါ့နော်ကျမတို့စိတ်ကိုကြည်အောင်ဘယ်လိုလုပ်မလဲဆိုရင်ချို့တနေ့ကိုကြိုက်တဲ့ဖရားစာတချို့ရွတ်တယ်ဒါမှမဟုတ်မေတ္တာပို့မျက်နှာတင်းနဲ့ဒါပို့တာပေါ့မေတ္တာပို့ရဲဆိုရင်အများသောအဖြစ်လူတွေကတခြားသောသူတွေပို့တယ်ကိုမေတ္တာပို့ဖို့မေ့နေကြတယ်ကျမတို့ကျမတို့မေတ္တာပို့ပြီလားဆိုတော့ရှားတယ်ပေါ့နော်ကိုကျမကျမ်းပါစေချမ်းသာပါစေဆိုပြီးတော့မေတ္တာပို့တာတော့နေကြတယ်ပေါ့နော်အဲကြောင့်မို့ကိုလည်းမေတ္တာပို့ပေးရတယ်ကိုမေတ္တာပို့ပြီးကိုကအေးချမ်းပြီးမေတ္တာအပြည့်အဝရပြီဆိုရင်ကိုရဲ့ချစ်ခင်နှစ်သက်တဲ့သူကိုရဲ့ကျေးဇူးရှင်တွေကိုရဲ့မိဘတွေကိုရဲ့ပေါ့နော်ကိုရဲ့ဒီလိုမေတ္တာပို့ရဲဆိုတာတော့လူရွေးပြီးပို့လို့မရဘူးကျမတို့ချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်ကျမတို့မေတ္တာပို့လို့ရပါတယ်ပေါ့နော်အဲ့လိုဆိုချိန်မှာကျမတို့အရင်စိတ်အရင်ခံတဲ့မေတ္တာပို့ခြင်းကျမတို့ကိုအရင်မေတ္တာပို့ရပါတယ်ကျမတို့စိတ်ဒီအရင်ဆုံးငြိမ်းချမ်းအေးချမ်းပြီးအဲ့ဒါမှစစ်မှန်တဲ့အေးချမ်းတဲ့အရာလေးတွေကိုဒီလိုမျိုးဖရားတောက်တော်ကဲရင်းနဲ့ကိုချစ်သူခင်သူကိုမုန်းတဲ့သူအကုန်လုံးမေတ္တာပို့ပြီးလို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုရှိရအေးချမ်းမှုတွေကအဲ့လိုမေတ္တာတရားတွေကမေတ္တာတက်တရားသူတို့ရှိရတယ်သူတို့ကကိုဘယ်လိုပြောမလဲတခုပေါ့နော်ကိုအမြဲတမ်းအကောင်းမြင်တာတို့အဲ့လိုမျိုးလေးတော့ရှိနေတတ်တာပေါ့နော်ပေါ့သူဆိုရင်သူကဘယ်လိုမျိုးလေးကောင်းတာဆိုတဲ့စိတ်ကလေးသူတို့ကိုနဲ့ထိတွေ့လိုက်တိုင်းကိုကအေးချမ်းနေတယ်မေတ္တာတက်တွေနဲ့ပြေးသွားတယ်ဆိုစကားပြောရင်လေကိုကချိုတသားနဲ့လေးဆက်ဆံပြောဆိုတဲ့အခါမှာလူတွေကိုဆက်ဆံတာကနှလုံးသားထဲမှာလူတွေကအမြဲတမ်းနှလုံးသားထဲမှာမှတ်ထားပေါ့နော်လူတယောက်ကကိုယ်ဘယ်လိုဆက်ဆံလဲဘယ်လိုပြောဆိုလဲဘယ်လိုချိုတသားဆက်ဆံကျမတို့ဆိုရင်လည်းအမြဲတမ်းမှတ်ထားဈေးဝယ်ပြီးဆိုရင်လူတွေကကိုယ်ဘယ်လိုဆက်ဆံကိုကောင်းမှုဆက်မဆန်ဘူးဈေးသွားဝယ်ကိုဖြစ်တယ်လို့ဆက်ဆံတယ်မတူမတန်တယ်လို့ဆက်ဆံတယ်ကျမတို့နောက်တစ်ခါအဆိုင်အောင်မသွားတော့ဒါနော်နောက်တစ်ခါကျမတို့အဲ့လူနဲ့နောက်ထပ်မပတ်တယ် respect မရှိဘူးလေးစားမှုမရှိဘူးအဲ့လိုမျိုးပဲလူတွေကအမြဲတမ်းသူတို့ကတည်တယ်ချိုတသားလေးကိုလူတိုင်းကြိုက်တယ်အဲ့ဒါမှကိုကချိုးသားဆိုတာကိုမေတ္တာတရားလည်းပါမယ်စိတ်အရင်းနဲ့လည်းပါမယ်ဒီလိုချိုတသားပြောရင်တော့ကိုကလည်းသူဘယ်လိုပြောဆွဲဆောင်တာလည်းမဟုတ်ကိုရဲ့စိတ်ရင်းခံရင်မေတ္တာတရားတွေရပြီးကိုလူဘယ်လိုပြောမလဲလူတွေကအကြည့်တဲ့ရှိတယ်အေဂျင့်နဲ့ဆိုတဲ့ concept လေးတစ်ခုရတယ်ပေါ့နော်အဲ့ဒါကြောင့်မေတ္တာနဲ့နေထိုင်တာ
ဆိုတော့တရားဓမ္မရနေတာပုံကိုယ်စိတ်နှလုံးလည်းအေးချမ်းနေအနာလာတဲ့သူတွေလည်းအေးချမ်းနေပေါ့နော်အပူတော့ကလည်းမရှိဘူးဆိုတဲ့စာလေးကိုဒီညက sharing လုပ်ပေးလိုက်ပါမိကိုမေတ္တာပို့ပေးပါဟုတ်